要地方人员，ကျွန်တော်တမန်တရားမှာဖျားဟောတော်မူတော့တရားတော်မှာအတိအကျကျွန်တော်ဖော်ပြထားတယ်ကြော်ပြပြအတိတ်ကာလကဖျားကစัจ java လုံးဖန်ဆင်းတဲ့အခါမှာအပြစ်တစုံတစ်စက်မှမရှိတဲ့ကာလဖြစ်တယ်အဲ့ဒီကာလမှာအိုနာဒုက္ခဆင်းရဲပူပန်ဒုက္ခလုံးဝမရှိဘူးအဲ့ဒါကငါတို့ရဲ့အတ္တတာထဲမှာရှိတဲ့နန္တရားလေးတည်အဟိဩဒဘလေးတည်အဲ့ဒီနန္တရားကအမြဲတမ်းပျော်ရွှင်တာငြိမ်းချမ်းတာဒုက္ခကိုအမြဲတမ်းမျောလင်းတဲ့လူသားကြီးပဲအခုနိုင်ငံရေးပြဒုက္ခနော်နိုင်ငံရေးငြိမ်းချမ်းတာတာယာလာလိုချင်တာမိသားစုလည်းငြိမ်းချမ်းတာတာယာလာလိုချင်တာတမန်တော်လည်းငြိမ်းချမ်းတာတာယာလာလိုချင်တာလူသားအားလုံးပဲဘာသာတရားမရှိလူတွေအားလုံးအဲ့လိုလိုချင်တာဒါပေမဲ့မငြိမ်းချမ်းနိုင်ဘူးမိသားစုမှာလည်းနိုင်ငံမှာလည်းမငြိမ်းချမ်းနိုင်ဘူးအဲ့ဒီထဲမှာပုံမငြိမ်းချမ်းစေတုံလုံးဘောမှာမငြိမ်းချမ်းတော့တွားပြီဘဝတတလုံးလုံးရှုံးပြီးတာဖြစ်တယ်ဒါကြောင့်ဒီကဘာဥကျမ်းမှာနော်ဘုရားရှင်ဟောတော်မူတဲ့တရားတော်ထဲမှာဘုရားရှင်လူကိုမြေမှုန့်နဲ့ဖန်ဆင်းတယ်ကျွန်တော်မနေ့ကပြောပြတာလူရဲ့အစဘုရားတည်းဝိညာဉ်ထိပ်ပေးသောကြောင့်အဲ့ဒီဝိညာဉ်တွေမူလဇိမဘုရားရှင်ပြန်လာခြင်းတာမဲဆိုတဲ့အထဲမှာရှိနန္တရားတွေဘုရားရှင်ပြန်လာခြင်းတာဒါကြောင့်ဘုရားကိုရှာတာဘုရားကတန်ရှင်တယ်ဖြောင်းမတယ်စင်ကြတယ်ဒါပေမဲ့မိတ်ဆွေအတ္တမှာမတန်ရှင်ဘူးမဖြောင်းမဘူးမစင်ကြဘူးဖယားမကြိုက်တာအကုန်ကြိုက်ဘယ်လိုမှဖယားရှုမရောက်နိုင်ဘူးဒါကြောင့်ဒီကျိုးရဲ့အတ္တမှာဒါအင်မတန်ရေးကြည့်တယ်အဲ့ဒီကာလမှာဖယားကလူယောက်ျားလူမိန်းမနှစ်ဦးပဲဖန်ဆင်းတယ်နော်လူယောက်ျားလူမိန်းမနှစ်ဦးပဲဖန်ဆင်းတယ်အဲ့ဒီကာလမှာလူသားတွေမှာအပြစ်မရှိတော့တဲ့ကြောင့်အိုနာတေခြင်းဒုက္ခဆင်းရဲခြင်းဥပန်ဒုက္ခလုံးဝမရှိဘူးဖယားနဲ့မိတ်တရားပြုလက်ဆက်တွယ်အမတမပျော်ရွှင်စရာကောင်းတဲ့ဘဝတတာဖြစ်တယ်တို့တို့လည်းဖယားရဲ့ရန်သူတို့ဖြစ်တဲ့စာတမဏ္ဍီလူသားနဲ့ဘယံရဲ့ပျော်ရွှင်နေတဲ့ဘဝအတ္တတာကိုရယူပိုင်ဆိုင်နေကြတယ်ကိုမလုံးချင်ဘူးသူဒုက္ခရောက်တယ်လို့မင်းလည်းဒုက္ခရောက်ရမယ်ဘာကြောင့်လဲစာတမဏ္ဍကဖယားကိုတော့ဘာမှလုပ်လို့မရဘူးလေအဲ့ဒီကကျတော့လူသားကိုစုံစမ်းလေ့စားလို့တာအဲ့ဒါပဲ